မှာမပြောလေသာဘဝရှိရေးကြောင့်နေကြရတာကြာအေးရော်ရီတိုင်းလို့တော့အပြေးပြန်ခဲ့ခြင်းမီရေကြီးမျိုးနဲ့ကလေးစီမြေအောင်တန်းတာမိတယ်အမတ်တရားတွေနဲ့ဆရာလာရွာကလေးမှန်းစလွမ်းလို့နေဆိုတော့အရက်မှာမပြောလေသာဘဝရှိရေးကြောင့်နေကြရတာကြာအေးရော်ရီတိုင်းလို့တော့အပြေးပြန်ခဲ့ခြင်းမီရေကြီးမျိုးနဲ့ကလေးစီမြေအောင်တန်းတာမိတယ်အမတ်တရားတွေနဲ့ဆရာလာရွာကလေးမှန်းစလွမ်းလို့နေနေကိုစားတီမြေကိုလေးပြန်ញင်တဲ့တတိယတိုင်းလေးအလွမ်းမြေကြီးလေးတွေထိမရခဲ့ဘူးလေအဖေကိုမန်းစားလို့ရဲ့အမေကိုတန်းတော်မိရဲ့တို့ရွာလေးကိုလွမ်းနေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်ဆရာလာရွာကလေးနပါလေလွယ်နီရှာတော့မေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်စရာလာရွာကလေးစီမျောနေကြတဲ့မိဘနပါလေလွယ်နီရှာတော့မေဒီမှန်ချက်တွေမပြေကုန်သေးတဲ့အချိန်လေးခဏလေးတော့ဝေးရအောင်မေဆိုတော့အရက်မှာမပြောလေသာဘဝရှိရေးကြောင့်နေကြရတာကြာအေးရော်ရီတိုင်းလို့တော့အပြေးပြန်ခဲ့ခြင်းမီရေကြီးမျိုးနဲ့ကလေးစီမြေအောင်တန်းတာမိတယ်အမတ်တရားတွေနဲ့ဆရာလာရွာကလေးမှန်းစလွမ်းလို့နေနေကိုစားတီမြေကိုလေးပြန်ញင်တဲ့တတိယတိုင်းလေးအလွမ်းမြေကြီးလေးတွေထိမရခဲ့ဘူးလေအဖေကိုမန်းစားလို့ရဲ့အမေကိုတန်းတော်မိရဲ့တို့ရွာလေးကိုလွမ်းနေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်ဆရာလာရွာကလေးနပါလေလွယ်နီရှာတော့မေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်စရာလာရွာကလေးစီမျောနေကြတဲ့မိဘနပါလေလွယ်နီရှာတော့မေဒီမှန်ချက်တွေမပြေကုန်သေးတဲ့အချိန်လေးခဏလေးတော့ဝေးရအောင်မေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်စရာလာရွာကလေးစီမျောနေကြတဲ့မိနပါလေလွယ်နီရှာတော့မေအောင်မြင်တဲ့တနေ့ရောက်ပြန်လာမယ်ဆရာလာရွာကလေးစီမျောနေကြတဲ့မိဘနပါလေလွယ်နီရှာတော့မေဒီမှန်ချက်တွေမပြေကုန်သေး